လူမြင်ကွင်းမှာတောက်တဲ့မေသီနာရှင်ရဲ့နောက်ွယ်ကတနာဆရာအကြောင်းရင်းအခုရက်ပိုင်းအင်တာနက်ပေါ်မှာတော့မေသီနာရှင်ဆရာလေးတစ်ပါးကဘီယာတောက်တဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့နေပါတယ်။သီနာရှင်ဆရာလေးခုံပေါ်မှာထိုင်ကဘူးလိုက်အပီပြင်းမော့နေတာပါ။ဒါကြောင့်လေလူတွေကြားထဲမှာတော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ်။တချို့ကတော့မေသီနာရှင်ဆရာလေးအနေနဲ့ဒီလိုမျိုးလုပ်ချင်လူထွက်တဲ့ကြောင်းဒီလိုသာသနာအရေးချုံပြီးလူမြင်ကွင်းမှာတောက်တာကတိတ်ခါကြစရာဖြစ်တယ်လို့ဆိုကြပါတယ်။တချို့ကလည်းဆရာလေးကအေးဘူးနဲ့မားတာပါလို့ဆိုကြပြန်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဆိုပါဆရာလေးမှာတနာစရာတိတ်နောင်ကြောင်းတွေရှိနေတာပါ။ဆရာလေးကစိတ်မနှံဘူးလို့သိရတာပါ။ဒီလိုစိတ်မနှံတာကလည်းလူဘဝမှာတော့ကဆရာလေးရဲ့ခင်မတဲ့ကဆရာလေးရဲ့တူးမအရှင်နဲ့နောင်မီးလင်းသွားတယ်လို့ဆိုပါတယ်။ဒါကြောင့်လေဆရာလေးဟာပတ်ဝန်းကျင်မှာရှင်ရကစိတ်တွေပုံမှန်မဟုတ်တော့တာလို့သိရတာပါ။ဒါကြောင့်လေဆရာလေးဟာလမ်းပေါ်မှာရှောက်သွားရင်တခါတလေမူးလိုက်မူးရင်ဖျားစာတွေစိုးလိုက်နဲ့ဖြစ်နေတာလို့ဆိုကြပါတယ်။အထူးသဖြင့်ဆရာလေးဟာတစ္ဆာမရှိတဲ့ခင်မောတဲ့ကြောင့်အခုလိုဘဝမျိုးရောက်သွားတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကတနာကြတာပါ။ဒါပေမဲ့တချို့ကတော့ဆရာလေးအနေနဲ့ဒီလိုမျိုးစိတ်ပုံမှန်မဟုတ်ရင်လူဝဲလဲကလွတ်လွတ်လပ်လပ်နေခိုင်းတဲ့ကြောင့်အခုလိုမျိုးဖြစ်နေတာကဘာသာခြားတွေဗုဒ္ဓဘာသာကိုအထင်လွဲစေနိုင်တယ်လို့ဆိုပါတယ်။